ဆိုတော့နောက်တစ်စုံအိုးသွားပြီမလွယ်တော့ဘူးเนาะ ULF မလွယ်တော့ဘူးလားနော် fourth right เนาะဇုံကကွက်တီလောက် fourth right ကိုဇုံတော့ပြလိုက်သလားတော့အောင်းမရတယ်เนาะအဲ final day match 1 rando စတင်လာခဲ့ပြီလား match 1 62မှတ်ဆိုတော့10မှတ်ထဲကွာဒီလားမှတ်ခွာတာ10မှတ်ထဲเนาะဒီ rando မှာเนาะတန်ကီလောက်ကဘာမှမဟုတ်ဘူးလို့ပြောလို့ရတယ်เนาะမရလို့သာမရမလွယ်ကူလည်းမရတာเนาะရတဲ့လူကြတော့လေတန်ကီလောက်ခဏလေးရเนาะ rando မှာเนาะမရတဲ့အသင်းတွေသာခတ်နေတာရတဲ့သင်းကမြန်တယ်เนาะဆိုတော့ fourth right เนาะ3မှတ်ဖြစ်နေပြီတွေ့လားနောက်9မှတ်ပဲလို့တော့တာ rally နဲ့လောက်ဆေးလိုက်ဒီပွဲက match point ထိသွားပြီဒီပွဲတွေနဲ့เนาะကလေးနဲ့လန့်ကောက် rally နဲ့ဆေးလိုက်เนาะဒီပွဲ match point တန်းထိပြီးတော့နောက်ပွဲ chicken စားဖို့ပဲစူးစမ်းရတော့မှာเนาะတခုလို့ရှိရင်เนาะ chicken စားဖို့အရင်စူးစမ်းနေတယ် chicken ကမရပြန်ဘူးအဲ့တော့အဲ့တစ်ပေါက်တော့ရှိသေးတယ်ဆိုတော့အမှတ်ခွာတာအဲ့လိုအမှတ်ခွာနေတာကောင်းတယ်เนาะဟူဆိုင်เนาะ high set ထပ်ပြီးတော့ not နေမြန်ပြီဟူဆိုင်ရဲ့လက်ချက်နဲ့เนาะနောက်ထပ် 1k ရထပ်ရအောင်မယ် high set အဲ့ကျတော့တွားဖြတ်မှာလားအဖြတ်မှာ file ကတက်သွားပြီဆိုတော့ fourth right 2ယောက် not နေတာ2ယောက် not နေတာအဲ့နားမှာ fourth right IQ နဲ့ဟူဆိုင် not နေတာပါဖို့တော့များနေပြီအော် silent bucket fire နဲ့ T24 ကားတော့ကာပေးနေတော့မယ်เนาะဆိုတော့ကားလေးရှိရင်သွားခဲ့လို့ရနေတော့မယ်เนาะဆိုတော့ကားလေးသာရှိခဲ့ရင်ပေါ့เนาะဆိုတော့သွားတော့ကဲနေပြီ flag အပေါ်ကဘုံနေတာဆင်းလာရင်တော့ပြတ်မှာเนาะ2ယောက်လုံးဆိုတော့တစ်ဖက်မှာဘုံနေရလဲ S2G နဲ့ sign နေရတာဖြစ်တဲ့တော့ကိုတော့ဒီဘက်ကိုလှည့်ကြည့်ဖို့မအားဘူးဆိုတဲ့အတွက် flag ကတော့ဟူဆိုင်နဲ့ IG ကိုကဲခွင်းတော့ရသွားပြီเนาะအဲ့ဖြတ်ချဖို့တော့စူးစမ်းနေတယ်အော် IG เนาะမေရဲ့ bucket fire နဲ့ဆိုတော့အလက်ကိုတော့ရလိုက်တယ် T24 အလက်ကိုတော့ရလိုက်တယ် K လန်ကောက်တော့ဆိုတော့10မှတ်ဖြစ်သွားပြီလားပြည့်သွားပြီတော့ပြောလို့ရတယ်เนาะဆိုတော့ပြတ်တယ် game master တွေเนาะ10 flash 4th right ရှိတဲ့ဘက်ကိုတဲပဲဝင်တိုးသွားပြီဆိုတော့အနေထားဆိုတော့3 versus 3 versus 4နောက်ကနေဝင်ထောင်းတော့4 versus 4ဖြစ်သွားပြီလားဆိုတော့ all game master all 3 man တော့ down ရတာเนาะ game master စွတ်တယောက်ပဲကျန်တော့တယ်ပြေးသွားပြီเนาะကေးတော့ပေးလိုက်သလိုပဲเนาะ fourth right ကို game master ကေးတော့ပေးလိုက်သလိုပဲเนาะ13 KD ဖြစ်သွားတာတွေ့လားအော်ပြေးသွားပြီเนาะတားရီတော့เนาะပြန်လဲကဲခွင့်ရအောင်မယ်เนาะ2 man down ရတာဆိုပေမဲ့အဲ2 man လုံးပြန်စေးခွင့်ရသွားပြန်ပြီเนาะ full man အလိုက်ပဲเนาะ fourth right ဘာမှပြောင်းလဲမသွားဘူး KD ရလာတာလွယ်လို့ ULF เนาะပုံမှာ fourth right တွေဆင်းလာပြီလား ULF တွေရှိနေနေရအောင်เนาะဒီကောင်တွေကเนาะ match point ပြည့်သွားတာဖြစ်တဲ့အတွက်ကိုတော့เนาะအမှတ်ကလည်းပြည့်နေတာဖြစ်တော့ဘာမှတော့မလိုတော့ဘူးเนาะအပျော်ဆော့ရုံပဲလားဆိုတော့ဟူဆိုင်เนาะ no ဘလို့များနေပြီဟူဆိုင်ရှိနေပတ်ချောင်းเนาะအော်เนาะ error ရဲ့ Nate error နားမှာเนาะ fala ကတော့ no နေပြီလား 1 man down ဆိုတော့ T24 1 တော့ 2 man down ဆိုတော့အနေထားအပေါ်ကနေဘုံနေရလဲเนาะလမ်းပြီးတော့တပ်ပါလေးဝင် join ULF နဲ့ fourth right ရှိနေတဲ့ပတ်ချောင်းเนาะပြတ်ဖို့တော့များနေပါပြီ fourth right ဒီအခြေအနေနဲ့ဆိုရင်တော့เนาะဇုံကလည်းဝင်ရမှာဖြစ်တဲ့တော့မဖြစ်မနေဝင်တိုးရမယ်အခြေအနေဆိုတော့တိုးမှရမှာဖြစ်တော့တိုးလာတာဆိုတော့ဒီချိန်မှာတေးလိုက်တဲ့ပြဿနာတော့မရှိတော့ဘူးလားအမှတ်ကလည်းမိမှာမဟုတ်ဘူးဆိုတော့ run point လည်းပြည့်သွားပြီ match point လည်းပြည့်သွားပြီเนาะအကုန်လုံးပါသွားပြီဆိုတော့နေမှာ IQ တယောက်ပဲကျန်တော့မယ်เนาะအော် IQ เนาะဆိုတော့เนาะထက်ရလိုက်သေးတယ်ကေးတွေကเนาะ16ကေးတယ်เนาะအော်เนาะ stop နေပါနဲ့တော့ကွာ IQ ပြတ်လိုက်တော့เนาะအဲ့လောက်တော်ပြီအဲ့လောက်ကြီးကလွန်အားကြီးတယ်ဆိုတော့ဒီပွဲ2သင်းပဲကြည့်ရမှာเนาะ2သင်းပဲကြည့်ရမှာဒါကြီးတို့เนาะအောက်ကသင်းတွေအမှတ်ကမမီတော့ဘူးဆိုတော့ဖြစ်တဲ့အတွက်ကိုတော့ဆိုတော့ fourth right ULF ဘယ်တင်းနဲ့ chicken စားသွားမလဲပေါ့နော် Furia shit 3G တက်လန်းလာနိုင်ခဲ့ပြီဆိုတော့ Nordic နှစ်ယောက်အော်721နဲ့တော့ fourth right နဲ့ညှိနေပြီနော်နေတလုံး TTR IG1 တော့2 man down ဆိုရအနေထားမှာနော် fourth right အစိုးရပြည့်ရနော် few ULF က6မှတ်ထိကွာနော် fourth right 2 man down ပဲဆိုရအနေနဲ့ chicken ရဖို့တော့ခက်ခဲနေပြီဆိုရအနေထားမှာတော့မပြတ်အောင်တော့ထိန်းအောင်လို့ရအောင်မလားဆိုတော့နောက်မှာ goal တွေကလည်းတက်လာပြီဆိုတော့အနေထား fourth right 1k တော့ရထားတယ်7မှတ်ပဲကွာတာ7မှတ်ပဲကွာနောက်တစ်စုံအိုး ULF နည်းကတော့တိုးအောင်မယ်နော် ULF အနေများလိုက်တာနော်ထွက်လာတာနဲ့ပြစ်မှာနော် Aurora top ကထောက်ထားတာနော် ULF ဆိုးလက်ဆိုနည်းနည်းလေးတိုးအောင်မယ်နော်ဒီတောင်ဆောင်လေးမှာနည်းနည်းလေးတိုးရမယ်နော်ဆိုတော့ကပ်ပြီးတော့တက်လို့ရတယ်နော်နေတွေကျလာရင်တော့ not ပါနော် smoke တွေတော့ခင်းပြီးတော့နော်နည်းငယ်တိုးပြီးတော့စူးစမ်းနေပြီလားတိုးနေပြီเนาะဇုံလာပြစ်နိုင်တန်းပြီးတော့တိုးတာเนาะဒီကောင်လေးအသိအချိန်တော့မဆွဲဘူးအော်ကာကြောက်လုံးနဲ့ဝင်တိုက်နေသေးတယ်ရေးတယ်เนาะပေါ်မှာပြစ်ပြီးလား Aurora เนาะအော် S2G လည်းစောင့်နေဆိုတော့အနေထားမှာတော့เนาะ ULF ဇုံလေးတော့တိုးသွားပြီလား S2G
ဘယ်ကိုတိုးမှလဲเนาะဒီအိမ်လန်းတောက်လျှောက်အကုန်လုံးကเนาะဟိုးထားကြတာတယောက်တစ်အိမ်လောက်စီလောက်ဆိုးလဲတော့သွားပြီလားအေရန်ပါသွားပြီလား2 man အလိုက်ပဲကျွန်တော်ပါအိုးပြတ်သွားလို့ဖြစ်ဘူးเนาะတာကြီးเนาะ6 man ကတော့မလွယ်တော့ဘူး ULF 2 man အလိုက်ပဲကျန်တော့မယ်ဆိုတော့အနေထားเนาะran တော့စီမှာတော့ရပါလား ran စီမှာတော့ရမှာเนาะအော်စကားဖေးပါတော့သွားပြီဆိုတော့အနေထားမှာเนาะဆိုတော့ဒီစကားဖေးကေလို့ရအောင်အော်ကေလို့ရနေသေးတယ်เนาะမလီဒါစကားဖေးတက်ပြီးတော့ non နေပြီ game master ရဲ့ user ပြချချက်တွေနဲ့တူကွန်မောင်းထဲမှာဆိုတော့ကေလို့ရနေအောင်မယ်เนาะစကားဖေး non လိုက်တာเนาะအဲ့တစ်ဖက်မှာရှိနေတဲ့နေတလုံးအိမ်ထဲကိုဝင်လာမလားအိုးဝင်လာပြီအိမ်ထဲကိုစကားဖေးအိုးကာမီကာစီတို့2ယောက်နော် UNF ရဲ့ရှေ့ကနေပိတ်ပြီးတော့ဆိုင်နေပြီเนาะစကားဖေးထပ်ပြီးတော့ non တော့မလားဆိုအာမာတော့မရှိတော့เนาะ vest တော့မရှိတော့စကားဖေးမှာဆိုတော့ကာမီကာစီS2G เนาะ ULF တွေရှိနေတဲ့ command ကိုတက်ပြီးတော့ဖြတ်တယ်ဆိုတော့အနေထားမှာ kick အိုးအကောင်းဆုံးပဲဆိုကေတကတော့တော့နေတယ်ကာမီကာစီနဲ့တလုံးနဲ့လားနေအောင်ပြေးပြီးတော့ကတ်ထားတယ်ဆိုမဲ့အနေထားမှာတော့နော်အိုးကစ်ကာမီကာစီ2 man down နေတာတယောက်ပဲကျန်တော့မယ်လားအော်ပြတ်သွားတယ်နော်စကားဖိပြတ်သွားပါတယ်နော် PNGO season 1 champion နော် 4th right ပဲဖြစ်ပါတယ်နော်အဲ့မျိုးကိုကောင်းလိုက်တာနော် ULF နော်ဒီလောက်ထိတက်လာခဲ့ပြီးမှနော် S2 နဲ့တူရကီအသင်းမဲ့မလားဟုတ်တယ်တူရကီအသင်းချင်းချင်းဝင်ဖြတ်သွားသေးတယ်ဆရာကြီးတွေဇုံဝင်မဲ့ဥစ္စာကိုနော်စိတ်တက်ပဲ UFF ကိုဇုံဝင်လမ်းကြောင်းမှာဝင်ဖြတ်သွားတာ2ယောက်တည်းရှိတဲ့ဥစ္စာကိုနော်4ယောက်လုံးပေးပြီးတော့နော်4ယောက်လုံးယူလိုက်ရောဆိုသေလိုက်ဆိုပြီးတော့နော်2026 PUBG Mobile Global Open Season 1 Champion 4th try ပဲဖြစ်ပါတယ်နော်တူရကီအသင်းချင်းနောက်ကျောကိုဓာတ်ရထိုးသွားULF နော်တကယ်ကောင်းတဲ့အသင်းနော်အမှတ်30လောက်အမှတ်40လောက်ကွာနေလိုက်လာခဲ့တာเนาะ ULF เนาะ 4th right ကတော့နောက်ဆုံး6ဝက်ဒီဆွဲခေါ်သွားတာเนาะ chicken တပွဲမှမစားပါဘူးဒီနေ့အဲ့တော့ Pakistan တင် 4th right ပဲဖြစ်ပါတယ်